特别来里外哇，谁们讲一口一口一本哈咱了，哈哈哈哈。哟，吃萝卜的条。အားလုံးပဲမင်္ဂလာပါမင်းထင် channel မှာကြိုဆိုလိုက်ပါတယ်မလေးရှားနိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတချို့က channel မှာရှိတဲ့ဒူးရင်ပင်နဲ့ကြက်မောက်ပင်တွေကိုပင်ပေါင်းများစွာခုတ်လဲပစ်နေတာပါသူတို့ကချန်ရှင်ကိုထိခိုက်စေဖို့ရည်ရွယ်ပြီးတော့ဒူးရင်ပင်နဲ့ကြက်မောက်ပင်တွေမကြခင်တီးတော့မဲ့အကျိုးမြတ်ဖြစ်တော့မဲ့အပင်တွေကိုခုတ်လဲပစ်တာပါသူတို့ဘာကြောင့်ဒီလိုလုပ်နေတာလဲဘာလို့ခုလိုလုပ်ရတာလဲဆိုတာနဲ့ပတ်သက်ပြီးဗီဒီယိုလေးကိုကြည့်လိုက်ရအောင်အဖုံးရပြီလေကဘ哦嘞，老早我们那边给外头瓜比呢，都地瓜比，碰海都看了。罗马喇叭不听了在听罗马碰我咚我什么的呼，特别来里外哇，谁们讲一口一口一本哈咱了，哈哈哈哈。哟，吃萝卜的条。啊，瓜子。那从冰冻在老太阳，冰冻在所以，这个我们另外的顶上挂了多少位？go，น้องที่ส่วนดีไม่เป็นนี่วะสิ่งมากองติดตัวดิวันนี้ติดตัวดิเพียซีวันนี้เลยก่อนน้ำเด็กเอาคมเนี่ยลามตรงเลย对了那边几天还不来把这嘛几十倍西的我被把来这么低频的还不来现在平标呢抓你聊了平台红啊看他的皮吧ว่าเด้ဟုတ်ပါတယ်对了လာကြမပေးချင်လို့ပါပညာပြတာပါချာပေးလိုက်ရရှုပ်တယ်ခုတ်ပါဘာကဟောင်းကူလောက်ပြနေဘူး对了ဆယ်ပဲဟိုဘက်က channel လည်းကျွန်တော်တို့ဖြစ်နိုင်သွားခဲချင်ပါလေပိုက်တီလေမြင်းနေဖြတ်ပလိုက်thêm bao là xem mà ông xoay đây nhuận thoát bạc对了ဒီပင်းလောကတစ်ချိန်လာတာမပြေးချင်တဲ့ကောပညာပြပေးလိုက်မယ်
ခုံနေတယ်ထစ်နေတယ်ဒီကတော့တော်တော်ကြီးပါပြီကြီးပါ 对了，啊，老板，那我们你说啊，俺们狂浪的，怎么欧你？我挖一下嘞。对了，啊，到边那边洗了，是的，到面去面去，那都是铁叉，这个单龙走不来呀。သူတို့ကတော့သူတို့ကိုလာစာမပေးလို့ဆိုပြီးတော့ဒီအပင်တွေလိုက်ခုတ်ပလိုက်တာပေါ့နော်3လစာရှိပြီလာစာမပေးဘူးဆိုတာမျိုးသိရတယ်အဲ့ဒါကြောင့်မို့လို့လေဒီလိုမျိုးအပင်တွေကိုပျက်စီးရပျက်စီးကြောင်းခြံရှင်ကိုဆုံးရှုံးနစ်နာမှုဖြစ်စေဖို့အတွက်အပင်တွေလိုက်ခုတ်ပစ်တယ်ပေါ့ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဥပဒေကြောင်းအရဖြစ်တင်သလားဥပဒေကြောင်းအရမှန်လားမှားလားဆိုရင်တော့ဒါမမှန်ဘူးပေါ့နော်ဒါနီလန်းမှန်မဟုတ်ဘူးဖြည့်ရှင်နီးမှန်မဟုတ်ဘူးအမှန်တရားလည်းမဟုတ်ဘူးပေါ့နော်ပျက်စီးရပျက်စီးကြောင်းဖြစ်တယ်နှမျောဖို့လည်းကောင်းတယ်ပေါ့တကယ်ဆိုရင်တော့သူတို့အနေနဲ့သူတို့လားစာမရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အလုပ်သမားကူညီရေးအဖွဲ့တွေကိုကူညီတောင်းတာမျိုးပေါ့နော်တန်ရုံးကူညီတောင်းတာမျိုးပေါ့တန်ရုံးကူညီတောင်းလို့မရဘူးဆိုလဲကူညီတောင်းလို့ရမယ်အလုပ်သမားအဖွဲ့အစည်းတွေကိုကူညီတောင်းတာမျိုးတွေလုပ်ပြီးတော့သူတို့လားစာကိုတရားဥပဒေတွေကနေပြီးတော့ပဲတောင်းခံတဲ့နေပေါ့နော်အခုလိုလောက်တာမျိုးကတော့မဖြစ်သင့်ဘူးပေါ့ဘာလို့လဲဆိုတော့ဒါသူတို့အတွက်လည်းမကောင်းပါဘူးเนาะခြံရှင်ကတိသွားရင်လည်းဒီလိုလောက်ရတဲ့အတွက်ဒီတိုင်းနေမှာတော့မဟုတ်ဘူးသူတို့အနေနဲ့သူလာစာမရဘူးဆိုရင်ရဲကိုတိုင်ပြီးတော့သူတို့လာစာအတွက်အမှန်တရားအတွက်မှန်မှန်ကန်ကန်သူတို့ဟာလာတိုက်ပွဲဝင်သွားလို့ရမယ်တောင်းဆိုသွားလို့ရမယ်ခြံရှင်ကိုတရားစွဲတာမျိုးတွေလည်းသူတို့လုပ်လို့ရမယ်သူတို့နစ်နာကြီးတွေတောင်းလို့ရမယ်သူတို့လာစာတွေအတွက်သူတို့တောင်းဆိုလို့ရမယ်အဲ့လိုမဟုတ်ဘဲနဲ့အခုလိုလုပ်လိုက်ခြင်းအပြင်သူ့အမှားကနေကို့အမှားဖြစ်သွားမယ်ပေါ့နော်သူ့အမှားကနေကို့အလွန်ဖြစ်သွားတာပေါ့ဆိုတော့သူတို့အတွက်လည်းမကောင်းဘူးပေါ့ဒီကိစ္စတွေကနောက်ပိုင်းပြန်ရှင်းရလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ခြံရှင်ကနေပြီးတော့ပြန်ပြီးတော့သူတို့တရားစွဲတာတွေမှုဖွင့်တာတွေပြဿနာတွေပို့ပြီးတော့ရှည်သွားမှာပေါ့နော်ဟိုလာစာမရတဲ့အတွက်ဆုံးရှုံးမှုကလည်းဖြစ်ထားတဲ့အပြင်ဒီကိစ္စတွေကထပ်ပြီးတော့ရှင်းနေရဆိုသူတို့လည်းနစ်နာတာပေါ့ခြံရှင်ဘက်ကလည်းအပင်တွေဆုံးရှုံးသွားတာပေါ့နစ်နာသွားတာပေါ့အဲ့တော့ဒီနီလန်းကတကယ်တော့ရွေးတဲ့နီလန်းတော့မဟုတ်ဘူးသို့တော်လည်းသူတို့ကိုနားလဲတယ်သူတို့ဒီလိုလာစာလှုပ်ထားပြီးတော့เนาะဟာလာကိုယ့်ရဲ့ချွေးနေစာပင်ပန်းခံပြီးတော့ပင်ပန်းဆင်းရဲခံပြီးတော့လှုပ်ထားပြီးတော့လာစာမရတဲ့အခြေအနေမှာသူတို့လည်းတိုင်းတာတစ်ခုတည်းတော့ဒါတိခံထားပြီးပြီပေါ့တိခံလို့မနိုင်တော့တဲ့အခြေအနေမှာအခုလိုလောက်တာဖြစ်တဲ့အတွက်သူတို့ကိုအပြစ်တော့မမြင်ဘူးသူတို့ကိုလည်းကိုချင်းစာပေးတယ်ကိုချင်းစာနိုင်တယ်သူတို့ရဲ့စိတ်သူတို့ရဲ့ခံစားချက်ကိုလည်းနားလဲတယ်ဒါ
ဒါပေမဲ့ဒီလိုမျိုးဖြည့်ရှင်းတာကတော့လုံးတင်ဘူးလို့ထင်တယ်ဘာလို့ဆိုတော့သူတို့အတွက်လည်းကောင်းမှမကောင်းတာနော်သူတို့အနေနဲ့တခြားရွေးချယ်စရာလုံးဝမရှိတော့လို့ဒီနီလန်းကိုလှုပ်လိုက်ရတယ်ဆိုရင်တော့လေဒါသူတို့ကိုအပြစ်တော့မပြောလို့သူတို့အနေနဲ့တရားဥပဒေအကြောင်းအရသွားဖို့အဖြစ်လို့အဆင်မပြေလို့ဒီနီလန်းမှားနေမှလည်းတိတိကြီးနဲ့ပေါ့နော်ဟာလားဟိုပါရိုက်လို့နားကြိုက်တယ်ဆိုပြီးတော့ပုံစံမျိုးတွေနဲ့အခုလိုမျိုးမမှန်ကန်တော့လဲကိုယ့်ရဲ့ရပိုင်ခွင့်အတွက်မယူရဲဆန်ဆန်လောက်သွားတယ်ဆိုရင်တော့လေဒါသူတို့ရဲ့ရွေးချယ်မှုပေါ့လေဆိုတော့မလေးရှားမှာဆိုရင်တော့သူတို့ဒါဥပဒေကြောင့်သွားလို့ရလိမ့်မယ်လို့တော့မြင်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောမိတ်ဆွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ပါသလဲမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာဝင်ရောက်ရေးသားသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်